မိန်းကလေးတစ်ယောက်ဟာအမဲသားခေါက်ဆွဲကိုအရမ်းကြိုက်ပြီးနေတိုင်းလိုသွားစားလေးရှိပါတယ်။တနေ့မှာတော့သူမအရမ်းအံ့ဩသွားခဲ့တယ်။သူစားနေတဲ့ခေါက်ဆွဲကတခြားလူတွေနဲ့အတူတူပဲဖြစ်ပေမဲ့တခြားသူတွေက$18ပဲပေးရပြီးသူမတစ်ယောက်တည်းကတော့$20ပေးနေရတာကိုသိလိုက်ရတယ်။ဒါကြောင့်သူမကဆိုင်ရှင်ကိုချက်ချင်းမေးလိုက်တယ်။ဘာကြောင့်ကျမကိုပဲဈေးပိုယူတာလဲ။ဆိုင်ရှင်ကအနည်းငယ်ထိတ်လန့်သွားပြီးအဖြေမပေးတတ်သလိုဖြစ်သွားတယ်။သူကမင်းအတွက်ထည့်ပေးတဲ့ပမာဏကတခြားသူတွေထက်ပိုများလို့ပါလို့ပြောခဲ့တယ်။ဒါပေမဲ့သူမကကိုယ့်ခေါက်ဆွဲနဲ့တခြားသူတွေရဲ့ခေါက်ဆွဲကိုသေချာကြည့်လိုက်တော့ဘာမှမကွာတာကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲဆိုင်ရှင်ကသူမကိုလိန်ညာနေတာဖြစ်ကြောင်းသိလိုက်ရတယ်။လွန်ခဲ့တဲ့တစ်နှစ်ကသူမရဲ့ဖခင်ဟာဒီဇနီးမောင်နှံကိုအရန်ဆင်းရဲလွန်းလို့သူတို့မိသားစုရဲ့ဆိုင်ခန်းကိုငှားပေးခဲ့တယ်ထို့အပြင်အိမ်ငှားခကိုလည်းတဝက်လျှော့ပေးခဲ့တယ်။ဒီနေ့မှာတော့ဒီခေါက်ဆွဲဆိုင်ရဲ့အရသာကိုစမ်းကြည့်ခြင်းလို့သူမဝင်စားခဲ့တယ်။ဒါပေမဲ့ဆိုင်ထဲကိုဝင်လိုက်တာနဲ့ဆိုင်ရှင်ရဲ့မိခင်ကရုတ်တရက်လေးဖြတ်ပြီးမြေပြင်ပေါ်လဲကျသွားခဲ့တယ်။ဇနီးမောင်နှံကအရေးပေါ်ကားကိုအမြန်ခေါ်ခဲ့ပေမဲ့ဆေးရုံဘက်ကအရေးပေါ်ကားအားလုံးအလုပ်ထွက်နေပြီးလူနာခန်းလည်းမအားသေးကြောင်းပြန်ပြောခဲ့တယ်။အမျိုးသားကချက်ချင်းပဲဆိုင်ထဲမှာရှိတဲ့ဖောက်သည်တွေကိုအကူအညီတောင်းခဲ့တယ်။ဒါပေမဲ့လူတိုင်းကမြင်ပြီးမျက်နှာလွှဲသွားကြတယ်။ဇနီးမောင်နှံကိုတနာသွားတဲ့မိန်းကလေးကသူတို့ကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်။သူမရဲ့အသည့်ကျွမ်းတွေကိုအသုံးပြုပြီးဆေးရုံမှာအထူးလူနာခန်းတစ်ခန်းအမြန်စီစဉ်ပေးခဲ့သလိုကားတစ်စီးလည်းစီစဉ်ပေးပြီးသူတို့ကိုဆေးရုံသို့ပို့ဆောင်ပေးခဲ့တယ်။ဇနီးမောင်နှံဟာသူမကိုအလွန်ကျေးဇူးတင်ခဲ့ကြတယ်။ဒါပေမဲ့အဲ့ဒီနေ့ကစပြီးဒီမိန်းကလေးဟာချမ်းသာတဲ့သူဖြစ်ကြောင်းသိသွားတဲ့အတွက်သူမလာစားတိုင်း$2ပိုယူဖို့ဆုံးဖြတ်ခဲ့ကြတယ်ဒါကိုတော့သူမလုံးဝမသိခဲ့ဘူး။သူမကဆိုင်ကိုမကြာခဏလာစားသလိုတငယ်ချင်းတွေနဲ့လုပ်ဖော်ကိုင်ဘက်တွေကိုပါဒီဆိုင်မှာလာစားဖို့ခေါ်လာတတ်တယ်။ဒါအပြင်ဆိုင်ရှင်ရဲ့ကလေးတွေကိုမုန့်နဲ့တတိတွေဝယ်ပေးတတ်ပြီးအားလက်ချိန်တွေမှာစာလဲတင်ပေးတတ်တယ်။ဒီလိုနဲ့တစ်နှစ်လုံးကြာသွားခဲ့တယ်။ဒါပေမဲ့ဒီဇနီးမောင်နှံကဒီလောက်အထိကျေးဇူးမသိတတ်တဲ့သူတွေဖြစ်နေမယ်လို့သူမမထင်ခဲ့ဘူး။ဒါကြောင့်ဒီခေါက်ဆွဲဆိုင်ကိုနောက်တစ်ခါဘယ်တော့မှမလာတော့ဘူးလို့စိတ်ထဲမှာအခိုင်အမာဆုံးဖြတ်လိုက်တယ်။အဲ့ဒီနေ့မှာတော့ခေါက်ဆွဲကိုပါဆယ်ထုတ်ပေးဖို့ဆိုင်ရှင်ကိုပြောလိုက်တယ်။ထွက်ခါနီးမှာတော့သူမသုံးမဲ့တူတွေမှာမှုတက်နေတာကိုသတိထားမိလို့အစ်စ်တစ်စုံယူလိုက်တယ်။ဒါကိုမြင်လိုက်တဲ့ဆိုင်ရှင်ကချက်ချင်းအော်ဟစ်ပြီးတားလိုက်တယ်။မင်းပတ်စံမပေးရသေးဘူးလို့ဆွဆွဲလိုက်တယ်။ဒါကိုကြားတော့သူမကကိုပေးပြီးသားဆိုတာတေချာသိတဲ့အတွက်မတုံ့ပြန်ပဲထွက်သွားဖို့လုပ်ခဲ့တယ်။ဒါပေမဲ့ဆိုင်ရှင်ကမလွတ်ပဲနောက်တစ်ခါထပ်ပေးဖို့အတင်းတောင်းဆိုနေခဲ့တယ်။တခြားဖောက်သည်တချို့ကလည်းမေ့ပြီးမပေးမိတာဖြစ်နိုင်တယ်လို့ပြောခဲ့ကြတယ်။ဆိုင်ရှင်ကငွေပေးချေထားတဲ့မှတ်တမ်းကိုပြခိုင်းလိုက်တယ်။သူမကကျမငွေသားနဲ့ပေးခဲ့တာမို့ငွေလွှဲမှတ်တမ်းမရှိဘူးလို့ပြန်ဖြေခဲ့တယ်။ဒါပေမဲ့ဆိုင်ရှင်ကဆက်ပြီးအပြစ်တင်လားငွေပေးထားတဲ့အထောက်အထားမရှိရင်ပေးပြီးသားဆိုတာဘလို့သက်သေပြမလဲအလကားစားဖို့စူးစမ်းနေတာပဲလို့ဆွဲခဲ့တယ်။အနားမှာရှိတဲ့ဖောက်သည်တွေကလည်းပတ်စံသာမြန်ထပ်ပေးလိုက်ပါလို့ပြောကြတယ်။ဒါပေမဲ့သူမကအခိုင်အမာပြန်ပြောတယ်။ကျမပေးပြီးသားပါပတ်စံကိုကောင်တာပေါ်မှာတင်ထားခဲ့တာပါမယုံရင်ဆိုင်ရှင်ရဲ့ခင်ပွန်းကိုမေးကြည့်နိုင်ပါတယ်လို့ဆိုလိုက်တယ်။ဒီစကားကိုကြားတော့အနားကဖောက်သည်တွေကလည်းသူမပြောတာအဓိပ္ပာယ်ရှိတယ်လို့